သူများတွေမင်္ဂလာဆောင်ရင်ကျုပ်သိအားကြတယ်ဗျာဘာဖြစ်လို့လဲနောင်ကြီးကျုပ်ချစ်သူလေကျုပ်ရှင်ဝဲကွဲရတယ်ဗျာခုချိန်မှာတော့ဗျာတေခွဲလားရှင်ခွဲလားဆိုအတိအကျတော့ပြောလို့မရတော့ပါဘူးနောင်ကြီးရဲ့ဘဝကိုသိခွင့်ရရင်ပြောပြပါလားဗျာကျုပ်ဘဝမှာငယ်လေးတဲ့တန်းကိုဖြစ်ခဲ့ရတယ်မိန်းကလေးတင်နေရရှိတယ်ဗျာရွှေရောက်လာတော့လေသူနဲ့ကျွန်တော်နဲ့ဘယ်အောင်လဲဖြစ်ပြီးတော့ဖြစ်ပြီးဖြစ်သွားဘဝအကြောင်းကြားတာစိတ်မကောင်းကြဘူးဗျာဒါပေမဲ့အားမလျှော့နဲ့တော့အားမလျှော့နဲ့တကယ်မေတ္တာစစ်မေတ္တာမှအချစ်စစ်အချစ်မှဆိုပြန်ကိုတွေ့ရမှာဗျကျုပ်မင်္ဂလာပွဲပြန်သွားလိုက်ဦးမယ်ညဒီမှာအေးအေးဆေးနားပြီးတော့လော်တန်နားထောင်ပြီးတော့မင်္ဂလာပွဲနှွှဲလိုက်တော့ဗျာစိတ်နဲ့ပဲနှွှဲလိုက်တော့နော်ကြွသွားလိုက်ဦးမယ်ရှားတဲ့လွမ်းငယ်ကလေးတကောင်နဲ့ပေါ်မပါမကြီးပဲဝဲပဲသကမ်းမှလွန်ကျင်ဖို့မဆုံးနေမလဲသိကြီးမကြီးလိုက်လို့ရှာပြမလဲမင်းချင်းပဲတလျာဟေးဟုတ်တပင်မတပင်ကူးခောက်တုံလူလာသိပြမတတ်ရင်နာတရားပြမလဲမင်းချင်းပဲတလျာလွန်ကျင်ကကလေးอ่ะငါလည်းမင်းလူပဲဘဝရူချင်းပဲကွာချစ်သူပြောက်ကိုလိုက်လို့ရှာရည်သားနဲ့ငါလည်းမတွေ့ပါပြောင်းလို့လိမ့်မရှာသူခမညာငုံမဲ့ငယ်ငယ်လုံးကစားခဲ့ကြတာဒီလိုပဲပေါ့ကွာမတွေးရေလုံအောင်ဘုံမောင်းဖုံးလိုက်လို့ရှာမောင်းဖုံးလိုက်လို့ရှာအော်လိမ့်ကိုပြောင်းလို့လိမ့်မရှာသူခမညာငုံမဲ့ငယ်ငယ်လုံးကစားခဲ့ကြတာဒီလိုပဲပေါ့ကွာမတွေးရေလုံအောင်ဘုံမောင်းဖုံးလိုက်လို့ရှာမောင်းဖုံးလိုက်လို့ရှာဟေးအော်မြည်စံပေးတေးသည်ရှားတဲ့လွမ်းငယ်ကလေးတကောင်နဲ့ပေါ်မပါဘယ်စီပဲဝဲပဲသခမ်းမှလွန်ကျင်ဖို့မဆုံးရမလဲသိကြီးမကြီးလိုက်လို့ရှာဘယ်မှာလဲမင်းချင်းပဲတလျာကွဲတယ်